မြတ်စွာဘုရားကိုရောမြတ်ကောသလတိုင်းရဲ့မြို့တော်သာဝတိပေါ့တိုင်းကြီး16တိုင်းတို့တွင်ကောသလတိုင်းသာဝတိမြို့မြတ်စွာဘုရားရဲ့45ဝါမှာဘုရားဖြစ်နေသွားတဲ့45နှစ်မှာအဲ့ဒီသာဝတိမှာအနေအများဆုံးပဲဘယ်လောက်ကြာနေသွားလဲဆိုရင်25ဝါကိုဘုရားဘွားဆိုသွားတယ်အဲ့တော့ရှေ့ပိုင်းဝါ20ပေါ့ဘုရားဝါဆိုတဲ့နေရာမမြဲဘူးဟိုမှာတဝါဒီမှာနဝါဒီလိုလက်ပတ်သွားတယ်ဝါ20ကောင်းတော့20ဝါသို့ရောက်တဲ့အခါကစပြီးတော့နောက်ပိုင်းသာဝတိဇေတော်ရွှေကျောင်းပါကြီးနေသွားတယ်အဲ့တော့ဘုရားတော်ပြိဿသိဖို့မှတ်ဖို့ကောင်းတာနော်ဘာလဲဘုရားသက်ကြီးလာတဲ့အချိန်မှာဘုရားသာဝတိမှာဆွဆွပြင်းပြင်းနေတယ်ဆိုတာလေးကိုဘုန်းကြီးတို့ပရိသတ်ခပ်များများမသိဘူးနော်စိတ်ဝင်စားစရာကောင်းတယ်သာဝတိပြည်မှာသာဝတိမြို့မှာပေါ့လေဇေတော်ကျောင်းတက်ကြီးတည်ထားတဲ့ကျောင်းတက္ကကြီးအနာတပိန်သူ့ကျောင်းမကြီးကပုံညဝဒ္ဒနာပုံညလက္ခဏာဒေဝီဘုမယုံကျောင်းကြီးဆောက်ထားတဲ့ပုံညဝဒ္ဒနာတထေကျောင်းမကြီးကဝိသခအဲ့ဒီကျောင်းတက္ကကျောင်းအမနှစ်စုံတွဲတို့ကဘုရားကိုသားလို့ချစ်တယ်အဲဒါကြောင့်ဘုရားအသက်ကြီးလာတဲ့ချိန်ကျတော့ဘုရားကိုရှောက်တယ်မြတ်စွာဘုရားပွင့်တော်မူလာတာဟာတတ္တဝတစုတူဥတရားကောင်းစားရေးအတွက်ပွင့်တော်မဟုတ်ဘူးဆိုတာတပည့်တော်တို့နားလည်လက်ခံယုံကြည်တယ်ဒါပေမဲ့ဆောင်းတဲ့ຫນွေတော့ခရီးသွားပေါ့ဘုရားဝါဇောဥမိုးရသည်ရောက်ရင်တော့သာဝတိကိုပဲပြန်ကြွလာခဲ့ပါပြိဿရဲ့အနာတပိန်တို့ဝိသခါတို့လျှောက်တယ်နော်ကြားတဲ့လူအကုန်ပြောဘသူနဲ့ဘသူတို့လျှောက်ကြတာမင်းတို့နာတိတိနေပြိဿကြီးအလုံးပြောဘသူနဲ့ဘသူလျှောက်ကြအနာတပိန်ရဲ့ဝိသခါရဲ့ဘုန်းကြီးတို့အတန်80နဲ့អော်ခိုင်းတယ်သူတို့အတန်လေးကြတော့ထမင်းမစားရတဲ့အတန်လေးဖြစ်နော်အဲကျော်လွယ်ဦးပဲညနေသတုဒီသားတွေဘာတွေကျွေးသေးလားအေးကွာစားလဲစားထားတယ်နဲ့သူတို့အသမ်းမထွက်တို့ကညာစားလဲမစားပဲနဲ့ဒီမှာအော်ရရဘသူနဲ့ဘသူကဘုရားကိုလျှောက်တာလဲကြည်ကြပြောအနာတပိန်နဲ့ဝိသခနော်ဘုရားကိုချစ်လွန်းလို့အသက်ကြီးပြီမြတ်စွာဘုရားအဲ့ဒါကြောင့်ဆောင်းတဲ့နေခကြီးတော့ထွက်တာပေါ့ဝါဇိုဥရောက်ရင်တော့ဇေတဝန်သာပြန်ခဲ့ပါအနာတပိန်ကဘောဘယုံသာပြန်လာခဲ့ပါဒါဝိသခါကအဲ့ဒါမြတ်စွာဘုရားကလက်ခံနေပြအဲ့ဒီကျောင်းတက်ကကျောင်းမှနှစ်စုံတွဲတို့လျှောက်တာကိုဘုရားလက်ခံတယ်ဘုန်းကြီးတို့အခု80နှစ်ရှိပြီအဲ့လိုဘယ်သူမှလာမလျှောက်သေးလို့ကသွားနေတာပြီးတော့လည်းအတင်းလည်းပဲလာပင်းတာလည်းရှိသေးတယ်နော်ကျောင်းမှာကိုရောနားနေပါဆိုပြီးပြောတဲ့လူကမရှိသလောက်ရှာသူတို့ရွာကအတင်းခေါ်သွားတဲ့လူတွေကြီးပဲများတယ်မနေ့ပြန်ကဆိုမြတ်ဝတီဘုန်းကြီးတို့ဒီချိန်မှာဒီလိုပဲပြောနေမှာပဲအဲ့တော့သူတို့လျှောက်ထားသည်အားလျော်စွာပေါ့လေကျောင်းတက္ကကြီးအနာတပိနဲ့ကျောင်းမကြီးပုံညလက္ခဏာဒေဝီကမနေ့ရာခုမုတ်ခဲပွဲနေကင်းစွမ်းတဲ့မုတ်ခဲပွဲညနေကျပြောရမကန်တဲ့မုတ်ခဲပွဲတနေ့3ခေါက်ကျောင်းရောက်ကြတယ်တဲ့အဲ့ဒါအရေးကြီးတယ်လျှောက်တာလျှောက်ပြီးတော့လေသာကောင်းပြီးတော့ဟာလက်တွေ့မပါတဲ့လျှောက်ထားခြင်းမျိုးကတော့အလကားပဲဖို့မတောင်တနေ့ဘယ်နှခေါက်ကျောင်းရောက်ကြလဲအိုးချစ်စရာများကောင်းလိုက်တာနော်ဝိသခါလည်းဒီအတိုင်းပဲဒါတော့အပိုလေးထည့်ပြောတာပါပါဠိတော်မှာကတော့ဧကသမယံခါတပမ်းမှာဘဂဝါဘုန်းတော်6ပါးတကယ်ဘုရားရှင်ကိုရောမြတ်သည်သာဝတိယံသာဝတိကောရရွှေမြို့တော်မှာစေတဝနေစေတဝရောင်မောင်းတထေးကြောင့်၌ဘာဒဘေကုသံဃေနာတတိကုံအပြင်လဲမြအရေးတွဲအပြင်လဲများတဲ့သံဃာတော်ပေါင်းနေတူသတ္တေတူတကွဝိဟရတိဣရိယပဋ္ဌမြတ်တရွှင်ပြုံးငါတတေသုံးစနေတော်မူခဲ့ပါပေတည်းမြတ်စွာဘုရားသာဝတိပြမစေတော်ရွှေချောင်းခေယောစံပြောမွေလျော်တော်မူနေစေကာလမှာ
ပရိသတ်ကြီးကပြောထားတာမမေ့နဲ့သာဝတိမကြီးဘုရား25ဝါကတ်တယ်အဲ့ဒါကြောင့်ဟောသမျှသုတ်တန်နေတဲ့ကဘုန်းကြီးထင်တယ်85ရာခိုင်နှုန်းလောက်ရှိပဲပိုးခြင်းတော့ပိုးမယ်ရသဗျာဟောတဲ့တရားအပုပ်ပေါင်း85ရာခိုင်နှုန်းခါသာဝတိမကြီးဟောတာဖြစ်နိုင်တယ်ကိုဘုန်းကြီးတို့ပြောပြမယ်သုတ်တန်ကလည်းပဲသာဝတိမဟောသွားတာဘာတော့လဲလို့မေးရင်ပြိဿကြီးသေလာအလုံးဖတ်အလုံးပြန်ဖတ်သေလာသုတ်တန်သေလာဆိုတဲ့ပါဠိစလုံးဟာကြောက်တုံးကြောက်ခဲလို့အဓိပ္ပာယ်ရတယ်တတိမျိုးပညာတတ်ဥစ္စာပေါ်ဇမ်းမြင့်တတိသမီးတယောက်အာပညာတတ်ပြီးဥစ္စာလည်းပေါ်ပြီးရုပ်လည်းချောပြီးဆိုရင်တော့အဲ့ဒီအမျိုးသမီးဟာယောက်ျားဝိုင်းပြီအဲ့ဒါခုသေးလားတတိသမီးယောက်ျားတွေသိဝိုင်းတာသူကတော့ဒုက္ခနာကိုဘယ်တော့မှလှမပြင်းဘူးခန္ဓာကိုယ်ကိုသူကဘယ်လိုရှုလဲလို့ဆိုတော့ခွေးသေးကောင်ဘုံနဲ့တူတယ်အကောင်ဘုံနဲ့တူတယ်လို့ရှုတယ်ပြောဘာနဲ့တူတယ်အကောင်ဘုံမနေ့ကအိမ်ရထားရင်ဘုန်းကြီးတို့ပြိဿရဲ့မျက်နှာတစ်ခုလုံးကိုဆက်ပြမျိုးစုံနဲ့တိုက်ပြီးတော့ရေးဆေးတယ်မို့လားအဲ့ဒါကိုဘာလုပ်တဲ့ခေါ်မျက်နှာပြောတာဘာဖြစ်တယ်မျက်နှာသစ်တယ်မျက်နှာဘာဖြစ်တယ်ခင်ဗျားတို့မျက်နှာကအဟောင်းကြီးဖြစ်သွားလို့လားအသစ်ဖြစ်အောင်ပြန်လုပ်ရေလေးလောင်းတာနဲ့အသစ်ဖြစ်ရလားဗမာစကားမှာလည်းအဲ့ဒီလိုကတိကတလှုပ်ရှားတွေအများကြီးပဲအကွဲဟာတွေတညအိဋ္ဌာနဲ့ဟောင်းသွားတော့မနဲ့အသစ်ကလေးပြန်ဖြစ်အောင်ဆိုရေဆေးပြီးတော့အိုးဟွာဒီယာတွေနဲ့ဖို့ဖိရတယ်နဲတာမှမဟုတ်ပဲဖွင့်ကျင်တာနဲ့ဖို့ဖိကျင်တာနဲ့ဖိလိမ့်ကျင်တာလိမ့်မျက်လုံးကထွက်သမျှပလဲရွေးဘယ်မျက်လုံးကမှမထွက်ဘူးမျက်ချီးပဲထွက်နားလေးလည်းလှပြင်းပြင်းစိန်နေနဲ့ပြင်းပြင်းပရမတွေနဲ့ပြင်းပြင်းပြင်းကျင်တာနဲ့ပြင်းနှရွက်ကထွက်လဲနှချီးပဲထွက်နှခေါင်းကထွက်ရင်လည်းပဲဘာထွက်မလဲနှချီးပဲထွက်ပဲတော်ပြီကျန်တာကိုထွက်ကြည့်အကုန်လုံးဘယ်ပေါက်ကထွက်တဲ့ဘာမကောင်းဘာနဲ့တူလဲခွေးကောင်မုတ်နဲ့တူတယ်အဲ့ဒါသေးလားခေါ်တဲ့တထေသမီးကအဲ့ဒီလိုရှုတော့နောက်ကလိုက်တဲ့ယောက်ျားတွေမအောင်မြင်ဘူးတဲ့ပြိဿကြီးလက်လွတ်လိုက်ရတယ်ခေါင်းရိပ်ပြီးတော့သင်္ကန်းဝတ်ပြီးတော့မိရိတော်ဂေါရမီထံမှာတရားကျင့်တာမကြခင်ယဟန္တာဖြစ်သွားတယ်သီလာထေရီယဟန္တာမကြီးဖြစ်ပြီးတော့သင်္ကန်းနေနဲ့သင်္ကန်းဝတ်ထားတယ်သပိတ်လည်းလွယ်ထားတယ်ခေါင်းလည်းတုံးထားတယ်အဲ့ဒါဟိုကောင်းနေလက်ဓာတ်တွေနော်အရှိန်မသေးသေးဘူးခွေးကပုတ်ဝိုင်းနဲ့လက်ဓာတ်တွေအရှိန်မသေးသေးဘူးအာမနဲ့9 နာရီ 10 နာရီဆိုရောက်လာပြီသီသီလေးလူမလုံးလုံးပန်းလေးလူမလုံးလုံးအာညနေကျန်းဆိုလာကြပြန်ပြီးဖြော်ပြကမလို့လို့အရှိမသေးဘူးရဟန္တာမကြီးကိုနောက်ပိုးလုံနေကြတာအဲ့တော့ရဟန္တာမကြီးသေလာကစိတ်ပြက်တယ်ဒီကောင်တွေခုထိအရှိမသေးဘူးငါရှောင်မှဖြစ်မယ်မနေ့စောစောဘုဗ္ဗနာသမယနိဝသေတဝါနာနဲ့စောစောသပိနဲ့သင်္ကဘုဗ္ဗနာသမယနိဝသေတနာနဲ့စောစောသင်္မေကိုပြင်ဝတ်၍ဗတ္တစီဝရမာဒါယသပိနဲ့သင်္ကန်းကိုဂိုင်းဆွဲပြီးတော့သာဝတိပိန္ဒာယပါဝိတိသာဝတိကိုဆွမ်းခံဝင်တယ်မနေ့စောကြီးဆွမ်းခံဝင်ဆွမ်းခံကရွာကစောစောပြန်ဇေတဝန်ပြန်ရောက်ဆွမ်းစောစောစားဆွမ်းစားကြောင့်ကခက်စောစောထွက်ပြီးတော့ဇေတော်ကျောင်းရဲ့အနောက်မြောက်စီတောအုပ်ကြီးတစ်ခုရှိတယ်အဲ့ဒီတောကြီးတွေဝင်သွားတယ်လူရှောင်တာတဲ့ပြိဿကြီးပြောစမ်းဘာဖြစ်တာလဲသူတို့များလူရှောင်ရတယ်ရဟန္တာကြီးတွေဟုတ်လားဘုန်းကြီးတို့တွေကတော့လူလိုက်ရှာသလိုဖြစ်နေဟုတ်လားတရားပွဲဆိုလဲလူစီမပြောတယ်မဟုတ်လားဇာတိကဥဇတိလပြောသလိုပဲလူသိလည်းမရှိဘူးဖလားတဲ့လည်းပဲပဋ္ဌာန်ကသိမပြင်းဘူးဆိုရင်ဇာတိကဥဇတိလပြောတာပဲအတန်ကတဲမထွက်ချင်ဘူးကွာတဲ့အတန်ကတ်နေတယ်တဲ့လူတွေကလည်းစီးလို့ဖလားကြီးလည်းပြည့်ပြီဆိုလို့ရှိရင်ညင်းတဲ့လေအတန်ထွက်လေပဲတဲ့ဇာတိကဥဇတိလနဲ့ဘုန်းကြီးတို့ကငယ်ငယ်စာသင်သားဘဝက1321နှစ်ဟုတ်တယ်အဲ့ဒီနှစ်တုန်းကမန္တလေးခင်မကတိုက်တဲ့မှာဘုန်းကြီးကမိုးသားကျောင်းသူကဘုန်းကြီးတို့ကျောင်းရဲ့ဘေးချင်းရှင်းနေတဲ့ကျောင်းပုပ္ပကျောင်းတင်တာပဲကျောင်းနာမည်နည်းနည်းမိတ္တဖြစ်နေဘေးချင်းရှင်းနေတာ
ဘုန်းကြီးတွေကစာကြတဲ့အချိန်နဲ့လုံနေတယ်သူကမလုပ်ဘူးတရားဟောစာတွေအကုန်ဖတ်ပြီးတော့ညဘုရေရမေကဘူးစင်အောက်မှာအော်နေတာကချာနိကနောက်တရားတွေဟောလို့သူလည်းနာမည်တော်တော်ပေါ့ဘုန်းကြီးတို့လည်းပဲနာမည်လေးနည်းနည်းကြတော့သွားတွေ့တာကဟုတ်အေယဝရီတိုင်းကအဖြောက်မှာသွားတွေ့တာအဖြောက်စာပြန်ပွဲကြီးမှာဘုန်းကြီးတို့ကဟောဘုန်းကြီးကနောက်ညမှာဟောမှာသူကအရင်ဟောတာအဲ့ဒါကြောင့်ဘုန်းကြီးတို့ကသွားချောင်းပြီးတော့နားထောင်တယ်အဲ့ဒါတွေ့သွားတယ်အဲ့ဒီမှာပြောကြတာဟေးကိုစတိလာဒီလိုပဲခေါ်တာဟိုငယ်ငယ်ကတငယ်ချင်းနေမင်းကညင်းတယ်လေအတန်မြည်လေးပဲဟိုကွာလှမ်းလှမ်းကြည့်ရတယ်ကိုလူရေးတဲ့ရှင်းသားကဖလားကိုဖလားကပြည့်ပြည့်လာတော့အတန်ကထွက်လာတယ်တဲ့ဂျာတိကပြောဖလားနဲ့မိတ်ဆန်ကဟောင်းနေပြီဆိုလို့ရှိရင်အတန်ကခတ်တယ်ကွာတဲ့သူကဒီလိုပြောတာဒါဂျာတိကဆိုတော့နော်သွားပြီမရှိချဘူးအတန်လေးပဲကြံခဲ့တယ်ပရိသတ်ကိုညင်းတဲ့လေနော်ပြောရွှင်ပွဲကောင်းအောင်ရောစရာတွေအများကြီးထုတ်ပြီးတော့ပြောသားလေကတော့ဘုန်းကြီးတော်ခက်မှာဒါဥဇတိလတပတ်ဘုန်းကြီးတို့တွေ့ဘူးတာဘုန်းကြီးတို့ရဲ့ဘိုးတော်ခက်ပေါ့လေတပတ်ကလေးကဘိုးတော်ခက်လှမ်းကြည့်လိုက်ရင်တော့ကြောက်ဝိုင်းဆိုတော့ဘုရားကြီးတို့အလားညင်းတဲ့လေအတန်ကမြည်လေပရိသတ်ကိုသူကရှစ်လုံးပွဲလေးတွေတိုင်ပေးထားပြီးတော့စပွဲပေါ်မှာဒံဖလားကြီးနဲ့ပြောမှုပဲဆဲလေးကြီးကိုမီးရှို့ပြီးတော့အဲ့ဒီမှာတည်ထားတာအဲဆိုကြဟေးမေတ္တာပို့ရအောင်ဆိုပြီးတော့အရှင်အယမနေသူကတိုင်ပေးနေတယ်လူတိုင်းလူရွာပြေရှိသမျှတတ္တဝါတို့မှာကိုယ်ရောစိတ်ပါချမ်းသာလို့သာတိုင်ပေးကောင်းမလေးတွေကဆိုတခါနောက်လဲသေးတယ်နေတို့အတန်လေးတွေကြားရမှာငါအမောပြေကွာသူကဒါလည်းပါသေးအဲ့ဒီရှင်းလုံးမနှာခေါင်းလောက်တိုင်ပေးလို့ချွမ်းသွားပြီဆိုရင်ကောင်မလေးတွေကိုသူက3ခေါက်မကဘူး4ခေါက်5ခေါက်ဆိုခိုင်းတယ်ဝတ်သိန်းဆိုတဲ့ကောင်မလေးတွေရှိကအော်ဆုံးဟိတ်တော့သူကပြောမှုပဲဆက်လိုက်ဖွာတာကိုဗျနော်ဆက်လိုက်ဖွာမှအတန်ထွက်တာက6ဝိုင်းနော်အဲ့ဒီလိုဘုန်းကြီးတွေတော့ဘာမှမရှိဘူးရေပဲတောင်းမှာအလုံးကြွတော်မူကုန်ကြပြီအဲ့ဒီဆိုတော်တွေမရှိတော့ဘူးနော်အဲ့ဒါခုဘုန်းကြီးတို့ပြောနေတာပရိသတ်ကြီးဘယ်နာရောက်သွားလဲဒီနာရောက်သွားပြီမင်းတို့ပဲကြတော့အဲ့ဒီတိုင်းပဲဘာမှမမေ့ဘူးနော်ဘောပနာသမယနိဝသတဝံနာနဲ့စွန်းစွန်းသိမင်ကိုပြင်ဝတ်ပြီးတော့မှပတ္တစီဝရမတာယသပိနဲ့သင်္ကန်းကိုဂိုင်းဆွဲ၍သဝတိပိဋ္ဌာယပါဝိတိသံဝတိပြောကိုဆွမ်းခံဝင်တယ်